မင်္ဂလာပါဗီဒီယိုရိုက်တဲ့အခါမှာလူတွေတော်တော်များများသတိမထားမိပဲနဲ့လုပ်နေကြတဲ့အမားလေးတစ်ခုကိုဒီဗီဒီယိုကနေပြီးတော့မှမျှဝေပေးချင်ပါတယ်အဲ့ဒါတော့မိစင်တို့တွေဗီဒီယိုရိုက်တဲ့အခါမှာကို့ဖုန်းကကင်မရာမန်ဘလူးကိုမကြည့်ပဲနဲ့တစ်ခါကြလို့ရှိရင်ကိုယ့်ရဲ့ရုပ်ကိုပြန်ပြီးတော့မှကြည့်နေမိတဲ့အခိုက်အတန့်မျိုးတွေဘယ်သူတွေဖြစ်ပူကြလဲဒါမီစင်တို့တွေဒီဗီဒီယိုတွေကိုရိုက်တော့မယ်ဆိုတော့စပိုင်းမှာတော့ဒီလိုမျိုးဖြစ်တတ်ကြတယ်ကိုက selfie ပုံစံလိုမျိုးနဲ့ဒီလို back front camera နဲ့ပေါ့နော်ရှေ့ camera နဲ့ဗီဒီယိုရိုက်တဲ့အခါမှာဆိုလို့ရှိရင်ကိုရုပ်ကကြည့်လို့လှလားမလှဘူးလားဆိုတဲ့အရာမျိုးကိုမီစင်တို့တွေကြည့်ချင်တတ်ကြရပေါ့နော်အဲ့ဒီအထဲမှာမီစင်ကိုယ်တိုင်လည်းအပါဝင်ဖြစ်ခဲ့တယ်ငါကြည့်လို့ကောင်းပြီလားအဆင်ပြေပြီလားအဲ့လိုမျိုးစိတ်နဲ့ပေါ့နော်တစ်ခါကြလို့ရှိရင်ဗီဒီယိုကပြောနေရင်နဲ့ဖုန်းမန်ဘလူးကိုကြည့်နေရင်ကနေပြီးတော့မှပေါ့နော်ဖုန်းကင်မရာမန်ဘလူးကိုကြည့်နေရင်ကနေပြီးတော့မှကိုရုပ်ကိုပြန်ပြီးတော့မှကြည့်ပြီးတော့မှပြောနေတဲ့အခိုက်အတန့်မျိုးတွေရှိသွားတယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်မီစင်တို့တွေကဒီအရာကိုသတိမထားမိဘူးဗီဒီယိုလည်းပြန်ပြီးမကြည့်မိဘူးဆိုလို့ရှိရင်ဗီဒီယိုတီးဖြတ်တော့မဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့မျက်လုံးကဒီကင်မရာကိုတက်တက်ကြည့်နေရမျိုးမဟုတ်ဘဲနဲ့ကိုရုပ်ကိုကြည့်နေတဲ့အခါမှာဆိုလို့ရှိရင်ဘယ်သူကိုကြည့်နေမှမသိဘူးတွားပြီးဖြစ်စီရဲပေါ့နော်ဗီဒီယိုတီးဖြတ်တဲ့အခါကြလို့ရှိရင်အဲ့ဒီအရာလေးကတော့သတိထားရမယ့်အချက်တစ်ချက်ထဲမှာပါဝင်ပါတယ်တချို့တွေတော်တော်များကအခုချိန်ဒီဖုန်းကင်မရာမန်ဘလူးဘယ်မှာရှိတာလဲတချို့ကြတော့ကိုယ့်ဖုန်းကပေါ့နော်ဒီလိုမျိုးထောင်ရိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီဘက်ညာဖက်တောက်မှာရှိတဲ့ဖုန်းတွေလည်းရှိလို့မျိုးဘယ်ဖက်တောက်မှာရှိတဲ့ဖုန်းတွေလည်းရှိရပေါ့နော်အဓိကတော့ကိုယ့်ရဲ့ကင်မရာမန်ဘလူးကိုတေချာလေးကြည့်ပြီးတော့မှဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်တော့ဒါအရန်ကိုအဆင်ပြေရပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ပုံကိုကိုယ့်ရုပ်ကိုကြည့်ပြီးတော့မှပြောမယ်ဆိုတဲ့အခါကြလို့ရှိရင်ဗီဒီယိုတီးဖြတ်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်အတွက်တော်တော်လေးကိုအခက်တွေ့စေနိုင်ပါတယ်ဖုန်းနဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအလွယ်တကူဖန်တီးလို့ရမလဲဆိုတာကိုမျှဝေပေးနေတဲ့မီစင်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်